ဒီဖုန်းထဲမှာတွေ့ရလေသဘောကျလိုက်တာကွာ ဘာများတော့ ဒီခေတ်ခါကြီးထဲမှာဘုံကန်နှိမ့်တဲ့သူတွေသာလင်းအိမ်အောင်ပြုတ်ရတယ်တဲ့ အနာဖို့တော့ကျုပ်ကလေအဲ့ဒါကြောင့်မလို့ဘာဘူးမှမရှောင်ဘူးလင်းဘူးတားဘူးဘာဘူးမှမရှောင်ဘူးအပူဆိုလို့ငါကတီးရွယ်တိုင်နေ 哎呦我的妈！ ငါတတိသားဘုရားအကြောင်းသားတော်ကအတူတူတွဲခဲ့တဲ့တငယ်ချင်းတွေကအခုလမ်းတွေ့တော့အပေါင်းသိတော့မလို့စကားတော့မပြောဘူးဟာ တော့နေတော့ဗရန်ဗရာပတ်စငါပေးစားလုံတော့တတိတော့ဘဝတော့ခင်ခဲ့တဲ့တငယ်ချင်းတွေကတော့အခုကြတော့ဘယ်တငယ်ချင်းလုတ်ချင်တော့မလို့တော့ပြည့်စုံနေတာတော့ချမ်းသာနေတာကိုသူတို့မှမသိတာဒါပေမဲ့လို့လောကကြီးမှာပြည့်စုံတာချမ်းသာတာကလူရမဝင်ဘူးတော့တတိကမှလူရဝင်တာ မှန်သားလောက်ပါလေဗျာ